အခါကရွာတရွာမှာရေပိုင်ရှင်ကြီးတစ်ယောက်ရှိတဲ့ကွယ်သူကအလွန်ချမ်းသာပြီးသား3ယောက်နဲ့ချွေးမ3ယောက်ရှိတယ်တဲ့သူတို့မိသားစုမှာနွားအကောင်82ကောင်တောင်ရှိတယ်တဲ့ကွယ်နောက်ပြီးလေဧက200နဲ့ကုံစုံဆိုင်2ဆိုင်လည်းရှိတယ်တဲ့ကွယ်ဒါပေမဲ့အဖိုးကြီးကအယမ်းကိုကတ်စင်းနေပြီးထမင်းချက်ရင်တောင်စံကောင်းနဲ့စံကွဲကိုရောပြီးချက်တယ်တဲ့ကွယ်ဟင်းကိုလည်းချက်မစားဘူးတဲ့အကုန်ကြတတ်အောင်ပြုတ်ပြီးစားတယ်တဲ့ကွယ်ဟင်းချက်တဲ့အခါမှာလဲပုတ်သွားကနီးဟင်းသီးဟင်းရွက်တွေကိုစားနဲ့ပြုတ်ပြီးစားတယ်တဲ့ကွယ်စီကိုလည်းအများကြီးမထည့်ဘူးတဲ့စီထည့်တဲ့အလုပ်ကိုအဘိုးကြီးကိုယ်တိုင်လုပ်ကြပေါ့လက်သေးခွန်လောက်ပဲရှိတဲ့ခွက်ကလေးနဲ့တစ်ခွက်ပဲထည့်ရမယ်ဆိုပြီးတိတိကျကျပြောထားတယ်တဲ့ဒါပင်ပဲစီပလင်းကဘလောက်ပဲတုံကုန်မသွားဘူးတဲ့ဘာလို့လဲဆိုတော့အဘိုးကြီးကစီထည့်ပြီးတိုင်းဒဲအိုးထဲကရေကိုပြန်ခတ်ပြီးစီပလင်းထဲပြန်ထည့်တယ်တဲ့ကွယ်ချွေးမတွေကတော့ချမ်းသာတဲ့အိမ်တွေကလာတာပေါ့ကောင်းကောင်းမွန်မွန်စားတော့တတ်ကြတယ်တဲ့ဒါပေမဲ့အဖိုးကြီးကြောင့်မစားနိုင်ကြရှာဘူးလေအဖိုးကြီးရှေ့မှာဆိုလက်တဆုပ်စာတော့ပဲစားပြတယ်စပွဲပေါ်မှာဟင်းတွေကြံနေတာကိုမြင်ရင်အဖိုးကြီးကအယမ်းသဘောကျတယ်ငါတို့မိသားစုကအစားမကြည့်ကြဟောဒါကြောင့်ငါတို့ချမ်းသာနေတာပဲလို့ပြောတယ်မနက်စာစားပြီးတိုင်းအဖိုးကြီးကမိုင်20လောက်လမ်းလျှောက်ထွက်ပြီးရှိတယ်မင်းကြီးနွားကြီးတွေတွားကောက်ဖို့ပါတဲ့အဖိုးကြီးထွက်သွားတာနဲ့အိမ်ထဲမှာအိုးတန်ခွက်တန်တွေစူညံသွားတော့တာပေါ့သားတွေချွေးမတွေကစိတ်ကြိုက်ချက်စားကြတယ်အသားကောင်းဟင်းကောင်းတွေကိုကြော်လော်ချက်ပြုတ်စားတော့ကြတာပေါ့အဖိုးကြီးပြန်လာခါနီးဆိုအားလုံးတန့်ရှင်းသိမ့်စီပြီးသားဖြစ်နေတာပေါ့ညနေမှာတော့အဖိုးကြီးနဲ့အတူထမင်းကိုတလုတ်နှစ်လုတ်ပဲစားပြကြတယ်ဒီနေ့မှာတော့သူတို့စားတောက်နေတော့အဖိုးကြီးစောစောပြန်ရောက်လာတယ်အားလုံးကြောက်လန့်သွားကြတာပေါ့ဒါပင်ပဲတားတယောက်ကအကြမ်းထွန်လိုက်တယ်ဘဲနီလေးတစ်စုပ်ကိုခြံဝင်းထဲကျဲထားလိုက်တယ်အဖိုးကြီးဝင်လာတော့ဘဲနီစီတွေမြင်တယ်ဘသူဖြုံးတီးတာလဲလို့ဒေါသထွက်ပြီးတစေချင်းလိုက်ကောက်နေတော့သူတို့အားလုံးအမြန်သိမ်းဆည်းလိုက်နိုင်ကြတယ်အချိန်ကြီးကြာလာတော့အဘိုးကြီးအသက်ကြီးပြီးနောက်မကျန်းဖြစ်လာတယ်ကွယ်လွန်ကနီးမှာတောင်း3ယောက်ကိုခေါ်ပြီးမေးတယ်အဖေအတူပါကိုဘလို့စီစဉ်မလေးလို့ပေါ့တားကြီးကပြောလိုက်တယ်အဖေကိုခန်းခန်းနာနာတင်းကြလို့ပါမယ်ဆိုင်နဲ့ဆိုင်ကိုရောင်းပြီးအတူပါစရစ်လုပ်ပါမယ်ပြီးတော့အကောင်ဆုံးခေါင်းတလန်းနဲ့ရွှေတင်ကား9ပြပလဲ9လုံးမှာထည့်ပေးပါမယ်ပြီးတော့49ရဲ့ဆွန်းကျွေးပါမယ်လို့ပြောလိုက်တယ်အဘိုးကြီးကဒေါသထွက်တော့တာပေါ့မင်းလူမိုက်ပဲအဲ့လိုလုပ်ရင်မိသားစုမွဲသွားမှာပေါ့လို့ဆိုတယ်ဒုတိယသားကိုမေးပြန်တယ်ဒုတိယသားကပြောတယ်အလွန်မကုံအောင်လုပ်ပါမယ်ရိုးရိုးခေါင်းမလားပဲလုပ်မယ်ရွှေတင်ကားခမစ်ပြားပဲထဲမယ်3ရက်တစ်ချိန်ပဲဆွန်းကျွေးမယ်လို့ပြောတယ်အဘိုးကြီးကထပ်ပြောတယ်ဒါလည်းများသေးတယ်တဲ့နောက်ဆုံးသားငယ်ဆုံးကိုမေးတယ်သားငယ်ကအကြံဆန်းပြောလိုက်တယ်အဖေအတုပမှာငွေတပြားမှမကုန်စေဘူးအဖေခန္ဓာကိုယ်ကိုပိုင်းပြီးအသားကိုရွာထဲလှည့်အောင်မယ်ဦးတွေကိုဝက်စာအဖေရောင်းမယ်အဲ့ဒါနဲ့ငွေတော့ဝင်လာမယ်လို့ပြောတယ်ဒီစကားကိုကြားတော့အကို2ယောက်အလွန်ထိတ်လန့်သွားတယ်ဒါပေမဲ့ထူးဆန်းတာကအဘိုးကြီးကအယမ်းတဘိုးကျသွားတယ်ကောင်းလိုက်တာမင်းကဖားရဲ့စိတ်ကိုတိတယ်သားမယ်လို့ပြောတယ်ဒါပေမဲ့အဘိုးကြီးကထပ်ပြောလိုက်တယ်အသားရှောင်းမဲ့ခါမှာရွာမြောက်ဘက်ကိုသွားမရောက်နဲ့အဘိုးကြီးကအားပါတရပြောလိုက်တယ်ဘာဖြစ်လို့မြောက်ဘက်သွားမရောက်ခိုင်းတာလဲဖေသားငယ်ကပြန်မေးလိုက်တဲ့အဲ့ဒီတော့အဘိုးကြီးကမနစ်မြွဟန်နဲ့ပြောလိုက်တယ်ကွယ်အဲ့ဒီရွာမြောက်ဘက်ချိုင်းနာကောင်ကြီးအကျွေးပဲဝင်လေးရှိတယ်